There is something wrong with our relationship ကျွန်တော်တို့ရဲ့ဆက်ဆံရေးကတခုခုတော့မှားနေပြီဗျာ The Daily Light Channel မှာကြိုးဆိုပါတယ်စကားပြောသင်ခန်းစာဖြစ်ပါတယ်စကားပြောနမူနာပုံစံကိုဆရာတို့ကြည့်အောင်ပါ Pattern လို့ခေါ်တဲ့စကားပြောပုံစံလေးကိုပြောပါမယ်ဒါလေးတွေကိုကြည့်ပြီးတော့နမူနာပုံစံလေးတွေကိုကြည့်ပြီးတော့ဆရာတို့စကားတွေလိုက်ပြောကြည့်အောင်ပါ There is something wrong with plus နောက်က noun တွေလိုက်ပါမယ်ဟုတ်ပြီလားနောက်က noun တွေလိုက်ပါမယ်အဲ့တော့အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့တခုခုတော့မှားနေပြီတခုခုတော့ပြတ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပြန်ပြောပါမယ်တခုခုတော့မှားနေပြီတခုခုတော့ပြတ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ကြည့်ရအောင် There is something wrong with my laptop laptop ဆိုတာ laptop computer ကိုပြောပါတယ်ဒီနေရာမှာကျတော့ laptop ကတခုခုတော့မှားနေပြီဆိုတော့ပြတ်တာကိုပြောပါတယ်ကျွန်တော်ရဲ့ laptop computer တခုခုတော့ပြတ်နေပြီဗျာဒါကိုပြောချင်တာပါပြန်ပြောပြပါမယ် There is something wrong with my laptop နောက်တစ်ခု There is something wrong with my car ကျွန်တော်ကားကတခုခုတော့ပြတ်နေပြီဗျာဘာဖြစ်တာလဲတော့မသိဘူးပေါ့နော်ဒီဟာကိုပြောချင်တဲ့အခါမှာဒီအထုံးကိုသုံးပါတယ်နောက်တစ်ခုစပါမယ် There is something wrong with my cell phone အတူတူပဲဖြစ်ပါတယ်ပြတ်တာကိုပဲပြောပါတယ်ကျွန်တော်ဖုန်းပြတ်နေတယ်ဗျာဖုန်းကတခုခုတော့ဖြစ်နေပြီဖုန်းကမကောင်းတော့ဘူးပြတ်နေပြီဒါကိုပြောချင်တဲ့အခါမှာဒီလိုတွန်းပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with your answering machine ခမရဲ့အဖြေပေးတဲ့စက်တာတခုခုတော့ပြတ်နေပြီတခုခုတော့လွဲချော်နေပြီဒါကိုပြောတာပါနောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with your way of thinking ခမစဉ်းစားတဲ့နည်းလမ်းတွေကတခုခုတော့လွဲနေပြီခမစဉ်းစားနည်းတွေကတခုခုတော့မှားနေပြီနောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with your attitude attitude ဆိုတာအယူအဆကိုပြောပါတယ်ခမရဲ့အယူအဆတွေကတခုခုတော့လွဲချော်နေပြီတခုခုတော့မှားနေပြီနောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with your dog ခမရဲ့ခွေးကတခုခုတော့ဖြစ်နေပြီဥပမာဆိုကြပါစို့နေထိုင်မကောင်းဖြစ်တာမျိုးနောက်တစ်ခုကခွေးယူယောဂဝင်တာမျိုးအဲ့ဒါမျိုးဖြစ်နေတဲ့အခါမှာပြောပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with our relationship relationship ဆိုတာဆက်ဆံရေးကျွန်တော်တို့ရဲ့ဆက်ဆံရေးကတခုခုတော့လွဲချော်နေပြီဗျာကျွန်တော်တို့ရဲ့ဆက်ဆံရေးကတခုခုတော့မှားနေပြီဗျာနောက်တစ်ခုဆက်ကြည့်ပါမယ် There is something wrong with our alarm clock ကျွန်တော်ရဲ့နာရီနိုးစက်ကတခုခုတော့လွဲချော်နေပြီတခုခုတော့မှားနေပြီဒါကိုပြောချင်တဲ့အခါမှာ There is something wrong with နောက်ကဆရာတို့ noun နဲ့လိုက်ပါမယ်ဟုတ်ပြီတခါတည်းမှာဆရာတို့ကရိယာနဲ့သုံးချင်တဲ့အခါမှာ noun ဆိုတော့ကရိယာတွေကို verb ing ပြောင်းပြလိုက်ပါမယ်ဟုတ်ပြီနော်အဲ့ဒါလေးမှတ်ထားပါ The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်